Premier League Round 1ရေကျွန်တော်နောက်ဆုံးပွဲစဉ်အဖြစ်တပွဲလေးကျွန်တော်ထွက်ပြီးတော့ဒီတနင်္လာနေ့ညမှာကစားမယ် Fulham နဲ့ Chelsea West London Derby ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပွဲကြိုခံမှန်းချက်လုပ်ကြည့်အောင်အားလုံးမင်္ဂလာပါ Absolute Football ကနေပြီးတော့အားလုံးကိုကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ညနေမှာတော့တောက်လျှောက်ဆိုလို့ကျွန်တော်တို့ခံမှန်းချက်တွေလုပ်ခဲ့ပြီးပြီဆိုတော့အခုဒီနေ့တင်တဲ့ဗီဒီယိုကတော့နည်းနည်းတော့ကျွန်တော်နောက်ကျသွားတယ်ကျွန်တော်လုပ်စရာရှိရလေးလုပ်နေလို့ပါเนาะဆိုတော့ဗီဒီယိုနည်းနည်းနောက်ကျသွားတယ်နောက်ကျသွားတဲ့အတွက်ကြောင့်လည်း sorry ပါဒါပေမဲ့ပွဲကတော့နောက်ကျတယ်ကျွန်တော်တနာရီခွဲဆိုတော့AC တော့မှီမယ်လို့တော့ထင်ပါတယ်ဆိုတော့ဒီပွဲမှာကျွန်တော်တို့ဒီဒါကတပွဲပဲရှိတယ်တပွဲရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ထုံးစံတိုင်း ACC လေးကျွန်တော်ပြောမယ်ဆိုတော့ Fulham နဲ့ Chelsea ဘယ်လိုခြေနေရှိသလဲ Chelsea နိုင်မှာမလားရှိမှလည်းကျွန်တော်တို့အသင်းကြီးတွေ Arsenal အသင်းကလွှဲရင်ကျန်တဲ့အသင်းတွေအကုန်လုံးတိုင်တီဘတ်ဒုက္ခတွေရောက်ပြီးသွားပြီဆိုတဲ့အနေအထားမျိုး Okay ပွဲနိုင်တယ်ဆိုလို့ရှိရင်တော့မှကျွန်တော်တို့ဈေးအရာကျွန်တော်တို့ရှုံးနေဆိုတဲ့အနေအထားမျိုးတွေအများကြီးတော့ဖြစ်ပြီးသွားပြီဆိုတော့ Chelsea ရော Fulham အိမ်ကွင်းမှာနော်ဖူအင်ငွေဆိုတဲ့အနေအထားဒီဒါလွယ်တဲ့အနေအထားတော့မဟုတ်ဘူးလွယ်ကူကူနိုင်မဲ့အနေအထားမျိုးမှာမရှိဘူးဆိုတော့ဒီတက်ကြောင့် Chelsea ရောဒီဖူအင်ကွင်းမှာနိုင်မှာမလားဒီ West London ထားမှာနိုင်မှာမလားဘာတွေသတိထားတင်လဲဒါတွေကိုကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဆိုတော့ပထမဦးဆုံးဒါကျွန်တော်တို့ဒီ handicap တွေပါညာကျွန်တော်မပြောခင်မှာဒီပွဲကဒါ Real Madrid ရဲ့ကျွန်တော်တို့ဒီ former manager ကျွန်တော်နှစ်ယောက်ကျွန်တော်ပြိုင်ဆိုင်မဲ့ကျွန်တော်ပွဲမျိုးလေးကျွန်တော်ဖြစ်တယ်ပေါ့နော်တစ်ဖက်ကကျွန်တော် Chelsea ကတော့ Xavi Alonso ရဲ့ကျွန်တော် Chelsea ဖြစ်တယ် Real Madrid ရဲ့ကျွန်တော်တို့ဒီ coach တစ်ယောက်ကျွန်တော်ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီဘယ်လိုပြောရမလဲထုတ်ခံလိုက်ရတဲ့ coach တစ်ယောက်သူ့နေရာမှာအစားဝင်တဲ့ RB Loa ကအခုလက်ရှိအနေထားမှာဆိုလို့ရှိရင်ကျွန်တော် Fulham ရဲ့ကျွန်တော်ဒီနီးပြဖြစ်လာတဲ့ပုံစံမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့ဒီတော့ကြောင့်မလို့ Fulham ဒီဒါနီးပြအသစ်နဲ့တွားမဲ့အနေထားမျိုးမှာရှိတယ်ဆိုတော့အပြောင်းလဲတွေမှာ Fulham စီမှာကျွန်တော်အများကြီးတော့ကျွန်တော်ပြောင်းလဲထားမျိုးမရှိဘူးဒါပေမဲ့ဒီနီးပြတော့ကျွန်တော်ပြောင်းလဲထားတဲ့အနေထားမျိုးမှာတော့ကျွန်တော်ရှိပါတယ်ဆိုတော့တစ်ဖက်ကကျွန်တော် Chelsea ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Chelsea ဒီကျွန်တော်ဒီရာသီမှာစောင့်ကြည့်ရမယ့်အသင်းတစ်သင်းအဖြစ်ကျွန်တော်ကတော့မြင်တယ်ဘာလို့ဆိုတော့ Chelsea ကဒီရာသီမှာကျွန်တော်ဥရောပပွဲစဉ်မရှိဘူးပေါ့နော်မရှိဘူးဆိုတော့သူတို့ဒီ Premier League တစ်ခုပဲကျွန်တော်ကစားမယ် Domestic Cup တွေပဲကျွန်တော်ကစားမယ်အနေထားမျိုးကျွန်တော်ဖြစ်တယ်လက်ရှိကျွန်တော်ဒီ December ဒီပေါ့နော် January ကျွန်တော်မတိုင်ခင်အထိကို competition ကနှမျိုးလောက်ပဲကျွန်တော်ကစားရမှာပေါ့နော် Premier League ကစားရမယ်ပြီးလို့ချင်းကျွန်တော်ဒီဗာလဲ EFL ကစားရမယ်ဒါပဲကျွန်တော်ကစားရမယ်အနေထားမျိုးမှာသူတို့ရဲ့ squad depth နဲ့သူတို့ကစားရမယ် competition ကလုံးဝမလိုက်ဖက်တဲ့အနေထားတကူမလိုက်ဖက်ဘူးဆိုတာ Chelsea ကညံ့မှာတော့မယ်လို့ပြောတာမဟုတ်ဘဲနဲ့ဘယ်လိုပြောရမလဲသူတို့ရဲ့ squad depth ကြီးကတော်တော်ကောင်းနေပြီးတော့ကစားမယ်ပွဲအရေးတော့ကတော်တော်နည်းနေတဲ့အနေအထားမျိုးကျွန်တော်ဖြစ်တယ်ဆိုတော့ squad ပြောမယ်ဆိုရင် squad size ကြီးကကြီးနေပြီမဲ့လည်းပဲเนาะအကုန်လုံးကကျွန်တော်တို့ဒီကြီးပေါ်ကြီးကျွန်တော်ဖြစ်နေရမှာမဟုတ်ဘဲနဲ့တကယ် quality player တွေအများကြီးပါဝင်နေတာဖြစ်တယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းကျွန်တော် Pedro တို့ကျွန်တော်ရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတခြားကျွန်တော်ကိုပါမာတို့လူကစားသမားမျိုးတွေကျွန်တော်ရှိတယ်เนาะဒီဘယ်လိုပြောရမလဲ Morgan Rogers တို့ပါလို့လည်းသူတို့အားဖြည့်ထားတာမျိုးတွေတန်တရာကျွန်တော်တွေနဲ့အားဖြည့်ထားတာမျိုးရှိတယ်ကွင်းလယ်မှာကိုင်းစီဆိုEnzo Fernandez ဒါ Premier League ရဲ့အကောင်းဆုံးကွင်းလေဒီထဲမှာကျွန်တော်တို့10ယောက်လောက် list ချလိုက်လို့ရှိရင်ဒီကောင်နဲ့အများဆုံးကျွန်တော် top 5ထဲမှာရှိနေတဲ့ကစားသမားမျိုးတွေကျွန်တော်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့ဒီလက်ရှိကျွန်တော်တို့ဒီ Chelsea Xavi Alonso ရဲ့ Chelsea က Fulham ထက်အများကြီးအားပိုကောင်းတယ်ဆိုတာဒါမေးခွန်းထုတ်နေစရာအနေထားမှာတော့မရှိဘူးပေါ့နော်ဆိုတော့ဒီတော့ကြောင့်မလို့ခက်ခဲလိမ့်မယ်ဒါပေမဲ့လည်းပဲကျွန်တော် Chelsea အနေနဲ့ဒီပွဲမှာကျွန်တော်အခြေအနေကောင်းနိုင်တယ်လို့ကျွန်တော်ကတော့ယူဆတယ်လက်ရှိကျွန်တော် handicap ကိုကျွန်တော်ချင်းကပ်ကြည့်အောင် handicap မှာဆိုလို့ရှိရင် Chelsea ဘက်ကနေပြီးတစ်လုံး90ပေါင်း9ပေါင်းတဲ့ကျွန်တော်3လုံးကို65ပြပေါင်းဆိုပြီးကျွန်တော်ပေးထားတယ်ဆိုတော့ဒီလိုနေထားမှာ Chelsea အနေနဲ့ဒီပွဲမှာကျွန်တော်တို့ခက်တော့ခက်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့မရွေးထားလဲဆိုလို့ရှိရင် Chelsea ကြိုက်တယ် Chelsea အနေနဲ့ဒီပွဲမှာကြီးအောင်နိုင်တယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ဒီပွဲဒီလိုအခင်းချင်းဒီလိုချင်းနေမျိုးနဲ့ကျွန်တော်တပွဲလေးထွက်ကန်တဲ့အနေအထားမှာလက်ရှိကျွန်တော်ထိုးသားတွေရဲ့အနေအထားကိုကြည့်မယ်ဆိုလို့ရှိရင် Arsenal နဲ့ညမှာကျွန်တော်တို့အားလုံးပြောခဲ့တယ်ဒါပေမဲ့ဂျားရဲ့ထဲတွေမှာဆိုလို့ရှိရင်အသင်းကြီးသမားတွေအကုန်လုံးကျွန်တော်ဒုက္ခရောက်ခဲ့တဲ့အနေအထားမျိုးဖြစ်တယ် United ကကျွန်တော် Hull City ကို 2-0 နဲ့ကျွန်တော်ရှုံးပြတာ Liverpool ကဘယ်လိုပြောရမလဲကာဆယ်အိမ်ခွဲမှာတည်ကြတာ City က 2-1 အောင်မနေကန်ရတာเนาะ Aston Villa က Brighton ကို 4-0 နဲ့ကောက်ရှုံးတာဆိုတော့ဒီတော့ကြောင့်မလို့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့အပေါ်အသင်းတော်တော်များများဒုက္ခတွေရောက်ထားတယ်စပါးတို့ပါလို့ဆိုလို့ရှိရင်လည်းအမှန်ကန်အားကောင်းပေါင်းတန်ပါဆိုပြီးတော့ထွက်လာပြီးရဲ့အနေထားမှာဒီရာသီတော့ငါတို့စပါးကိုကြီးမှရမှာဒီကောင်တွေဝယ်ထားတာလုံးဝတန်းရာချီပြီးတော့တုံးပြီးတော့အမှန်ကန်ဝယ်ထားတယ်ဆိုတဲ့အနေထားမှာ Brentford အိမ်ဝင်းမှာ9ပြည့်ကြီးနဲ့ကျွန်တော်ရှုံးချလိုက်တယ်ဆိုတော့ဒီလိုပုံစံမျိုးတွေကျွန်တော်တို့ဖြစ်ထားတာဖြစ်တယ်ဆိုတော့ဒီလိုအနေထားမျိုးမှာထိုးသားတွေအနေနဲ့အသင်းကြီးတွေကိုတော်တော်လေးတော့ပင်ပန်းသွားပြီဆိုတဲ့အနေထားမျိုးမှာဖြစ်တယ်ဆိုတော့ဒီကြောင့်မလို့ Fulham နဲ့ပွဲမှာလဲ Chelsea ကို Chelsea နီးပြတဲ့စစ်ပြေပါမလားဆိုတာမျိုးတန်တရားရှိဆိုတော့ကျွန်တော်ကတော့ဒီလိုပွဲမျိုးမှာ Chelsea အနေနဲ့နိုင်ကြီးရှိဒီလိုတပွဲထွက်ကန်တယ်အလကားထွက်ကန်တာတော့မဟုတ်ဘူး Chelsea အောင်နိုင်ကြီးရှိတယ်လို့ကျွန်တော်ကတော့ယူဆတယ် Chelsea နိုင်ကြီးရှိရလို့ထင်တယ်တစ်ဖက်မှာကျွန်တော်တို့ဒီဘယ်လိုပြောရမလဲနီးပြအသစ်ပြောင်းလာခြင်းအတူတူအသင်းကကျွန်တော်တို့ Chelsea နဲ့ Fulham ဆိုပြီးတော့ကျွန်တော်ကွာပါတယ် Fulham မှာက quality player ရှိလား
ဘလာဘာရှိမှာလဲနော်နည်းနည်းပါးပါးပဲကျွန်တော်ရှိမှာစမီရိုဝီတို့ဘာတို့ပေါ့နော်ဒီလောက်ပဲကျွန်တော်ရှိမှာဗျာဆိုတော့အာဘီလိုအလိုနီးပြမျိုးလဲကျွန်တော်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ okay Real Madrid ကိုကင်လာတယ်ဆိုပေမဲ့လည်းပဲဒါဇာဘီလောင်ဆိုထားခဲ့တဲ့ squad ကိုဝင်ပြီးတော့ထိန်းနေဆိုရုံလောက်မှာပဲကျွန်တော်ရှိတယ်ဆိုတော့ဟိုကစားသမားတွေနဲ့အဆင်ပြေအောင်လုပ်မယ်ပွဲကိုအဆင်ပြေအောင်ချင်းကပ်မယ်ဆိုတဲ့အနေအထားမျိုးမှာပဲရှိတယ်ပေါ့နော်သူသာတကယ်ကောင်းတဲ့နီးပြတယောက်ဆိုလို့ရှိရင် Real ကဘယ်ထုတ်ပါဟုတ်တယ်ဆိုတော့ဒီတကြောင်တို့ဒီ Real ကနေပြီးလွင့်လာတဲ့နီးပြတယောက်အဖြစ်ကျွန်တော်တို့ကမြင်ရမယ့်ပုံစံမျိုးမှာသူ့အနေနဲ့ကျွန်တော်တို့ဒီအသင်းမှာဆက်တယ်ကြဖို့အတွက်အတိုင်းအတာတစ်ခုထိတော့ကြိုးပမ်းရအောင်မယ်ဆိုတော့ဒီလိုနေထားမှာအာဘီလိုကဒီဇာဘီလောင်ဆိုရှင်းနိုင်ဖို့ဇာဘီလောင်ဆိုရဲ့ဒီလက်နက်ဒီကိုပါမှာကျွန်တော်ပြောသလိုပဲကိုပါမှာ Morgan Rogers ဂျာအိုပက်ဒရိုနောက်မှာဆိုလို့ရှိရင်လည်းကွင်းလယ်မှာကိုင်စီတိုEnzo Fernandez ဒီလိုကစားသမားမျိုးတွေ Reece James ဒီလိုကစားသမားတွေနဲ့ကျွန်တော်တို့ရှင်းနိုင်ဖို့တကယ်တမ်းကကျွန်တော်တို့ဒီပြောရမယ်ဆိုဇာဘီလောင်ဆိုကျွန်တော်တို့ဒီရဲ့အထုတ်ခံလိုက်ရတယ်ဆိုတော့အနေထားမှာ okay အာဘီလိုလည်းထုတ်ခံရတာပဲဇာဘီလောင်ဆိုလည်းထုတ်ခံရတာပဲဒါပေမဲ့မတူဘူးဇာဘီလောင်ဆိုဒီပြီးခဲ့တဲ့ကျွန်တော်တို့ဒီ Leverkusen မှာဆိုလို့ရှိရင်လုံးဝ unbeatable run တွေကိုတောက်လျှောက်ဆိုသလိုလုပ်ပြခဲ့တဲ့နီးပြတယောက်ကျွန်တော်ဖြစ်တယ်ဘိုင်ယန်မြူနစ်လိုဂျာမန်ဘလူးကြီးပါဆိုတဲ့အသင်းမျိုးကိုကြော်ပြီးတော့ဂျာမန်ဖလားကိုရအောင်ယူပြခဲ့တဲ့နီးပြမျိုးတကယ် proven နီးပြဖြစ်တယ် Real Madrid ကိုသူရောက်တဲ့အခါမှာဆိုလို့ရှိရင်လည်းတကယ်တန်ကစားသမားတွေရဲ့ပြဿနာကြောင့်သာသူကထွက်ခဲ့ရတာဗောနော်ထုတ်ခံခဲ့ရတာတကယ်တမ်းကသူ့ရဲ့ win rate ကအကျွမ်းကြီးမှာကျွန်တော်ရှိတယ်ဗောနော်ဒီ Club World Cup မှာပဲကြည်သူ့ရဲ့ကျွန်တော်တို့ဒီဗောနော်ဒီ Spain La Liga မှာပဲကြည် Champions League မှာပဲကြည် win rate ကတော်တော်များတဲ့အနေအထားမှာရှိတယ်ပြောချင်တဲ့ဘောကပြောမယ်ဇာဘီလောင်ဆိုက adaptation အရန်ကောင်းတယ်နီးစနစ်ပိုင်းမှာဆိုလို့ရှိရင်လည်းသူကိုယ်တိုင်လည်း player life မှာတော်တော်လေးကောင်းတဲ့နီးပြတယောက်ဖြစ်သလိုနီးပြဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်လည်းတော်တော် flexible ဖြစ်တဲ့အနေအထားမျိုးဖြစ်တယ်တော်တော်များများ3 back ဆိုပြီးတော့တွားလိုက်မယ်လို့ Chelsea ကိုထင်နေကြပေမဲ့ဇာဘီလောင်ဆိုကိုကျွန်တော်ကြည်ဘူးတဲ့သူတယောက်အနေနဲ့ဆိုလို့ရှိရင်ဇာဘီလောင်ဆိုဒီ flexible ဖြစ် squad ကိုကျွန်တော်တို့သုံးတတ်တဲ့အနေအထားတစ်ခုမှာရှိပါတယ်လက်ရှိကျွန်တော်တို့ squad size နဲ့ဆိုလို့ရှိရင်အရန်အောင်ကြိုက်တယ်ဆိုတော့ပုံစံမျိုးမှာဇာဘီလောင်ဆိုတာရှိပါဆိုတော့ဒီတကြောင်မလို့ဖူအန်ကိုချင်းကတ်တဲ့နေရာမှာဇာဘီလောင်ဆိုနဲ့အမှားမှခံမယ်လို့ကျွန်တော်ကတော့မထင်ပါဘူးဆိုတော့ဒီတကြောင်မလို့ဒီပွဲမှာတော့ကျွန်တော် Chelsea ပဲကြိုက်ပါတယ် West London Derby မကလို့ဘာပဲဖြစ်ဖြစ် Real Madrid ညီးပြ2ယောက်ရှင်းမှာဖြစ်လို့ခက်ခဲမယ်လို့ဘာလို့ပဲဘလို့ပဲထင်တယ်ဒီပွဲမှာ Chelsea အနေနဲ့နိုင်ကြီးရှိတယ်ကြားထဲမှာဆိုလို့ရှိရင်လည်းအသင်းကြီးတွေတောင်းလျှောက်ကြော်ကြီးကြပြီးသွားပြီ Arsenal တသင်းလောက်ပဲကျွန်တော်နိုင်သေးတယ်ပေါ့နော်ဆိုတော့ London တသင်းတော့ကျွန်တော်ဒီတောက်ကြနေမှာကြီးအောင်တယ်တနင်္လာနေ့မှာ London တသင်းနောက်ထပ်ကြီးအောင်တော့ဘာဖြစ်လဲအားမဖြစ်ဘူးဆိုတော့Chelsea ကိုကျွန်တော်ဒီနေ့ညကြည့်ပြီးအောင်လိုက်အောင်နော်ကြည့်အောင်ဘောအောင်လေးတော့ဖြစ်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့ဒါကတော့ဒီ Chelsea နဲ့ Fulham ပွဲအတွက်ကျွန်တော်ရဲ့ခံမှန်းချက်ဖြစ်ပါတယ် Full score ကတော့ဒီပွဲကို 2-1 နဲ့ Chelsea ကနိုင်မယ်ဂိုးများမယ်ဆိုပြီးတော့ခံမှန်းထားကြတယ်ဆိုတော့ brother တို့ရောဘယ်လိုမြင်ကြလဲဆိုတော့ကိုမြင်တဲ့အမြင်ကိုမှဝင်ရောက်မှတ်ချက်ပေးသွားလို့ရပါတယ်ဆိုတော့ဒီTelegram channel မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ညမှာဆိုလို့ရှိရင်တခြား league တွေကနေအကြိုက်ပွဲရှိရဆိုလို့ရှိရင်ကျွန်တော်တင်ပေးသွားဖို့ရှိပါတယ်ဆိုတော့စိတ်ဝင်စားရင်ဆိုလို့ရှိရင် Telegram channel ကို join သွားလို့လည်းရပါတယ် YouTube channel လေးလည်း subscribe လေးလုပ်သွားပေးလို့ရပါတယ် Telegram channel link ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဒီဘယ်လိုပြောမလဲ comment မှာဆိုလို့ရှိရင်လည်းဝင်မှန်းသွားလို့ရတယ်လက်ရှိကျွန်တော်တို့ဒီ TikTok မှာဆိုလို့ရှိရင်တော့ chat box မှာလာပြီးတော့မေးလို့ရပါတယ်အားလုံးပဲကိုလည်းပါကျွန်တော်တို့နောက်နေ့ video မှာပြန်ပြီးတော့တွေ့ပါမယ်ကျေးဇူးပါခင်ဗျာ